အဲ့လိုမျိုးအားကြတာပေါ့နော်तू ကတော်လိုက်တာငယ်တုန်းကဆိုရင်တော့ဘယ်လိုမျိုးနော်အခု तू ကဘယ်လိုတောင်တော်သွားတာအားကြတယ်မူတီတာပေါ်ရတယ်ပြီးရင်လေပီတိဖြစ်တာလားဘယ်လိုလဲအဲ့လိုမျိုးမတူဘူးပေါ့နော်ကိုယ်တငယ်ချင်းမလားမသိဘူးဒါပေမဲ့ကိုယ့်ထက်ပို့ပြီးတော့မှကိုလောက်အစမပြေတဲ့တငယ်ချင်းပေါ့နော်အဲ့လိုမျိုးတွေ့တယ်ဟေးဆိုလို့ရှိလို့ရှင်လေကိုကဖင်ရတာဒါသိရမလားဖင်ရတာသူတို့ဘယ်လိုပြောရမလဲစာနာတာကိုငင်းချင်တာအဲ့လိုမျိုးပေါ့ဆိုတော့ကိုလောက်အစမပြေဘူးဆိုရင်သူ့မှာသူ့အစမပြေရှာဘူးကျောင်းတော့ဆိုရင် तू ကဘယ်လိုလဲအဲ့လိုမျိုးလေးနဲ့ကိုကဘယ်လိုပြောမလဲတနာတာပေါ့နော်ဆိုတဲ့ချိန်ကကျတော့ तू ကလည်းအဲ့လိုမျိုးပြောတဲ့ချိန်ကကျတော့ကိုကသူ့ယောက်ျားကိုအလုပ်တနေရာစားပေါ့နော်အလုပ်တစ်ခုပေါ့ကိုလေးနဲ့တွဲလို့ပေါ့အလုပ်တစ်ခုဟုတ်ပြီအဲဆိုနှစ်ယောက်ျားကိုခေါ်ပြီးတော့လုပ်ကြည့်မယ်ဆိုပြီးတော့မှအဲ့ဒီမှာအလုပ်ထဲကိုဆွဲခေါ်လိုက်တယ်ပထမတစ်ချိန်ဆွဲခေါ်လိုက်ပြီးတော့မှအလုပ်ကိုစမ်းပြီးတော့လုပ်ကြည့်ကြတယ်တစ်ချိန်အဲ့ဒီတစ်ချိန်လုံးကြည့်ကြတဲ့အချိန်မှာလေနော်အဲ့တစ်ချိန်လုံးကြည့်ကြတဲ့အချိန်မှာလေအားလုံးငွေတွေအကုန်လုံးစရင်ရှင်းပြီးသွားတဲ့အချိန်မှာရော့ဒါကတော့ကိုအတွက်ဒါကတော့ဒီဟာတော့ညီမပြန်နှုတ်ရမယ်ငွေဒါကတော့လမ်းမှာပေးရတဲ့ငွေဒါကတော့ဘယ်မှာတွင်းရတဲ့ငွေဒီကုန်ကားပဲပေါ့နော်ကုန်ကိစ္စကားကိစ္စပဲအဲ့လိုတွေနှုတ်လိုက်တဲ့အချိန်မှာလေကိုကငွေချတာနော်သူတို့ကအလုပ်လုပ်ခိုင်းသူတို့ကတော့လမ်းပေါ်လိုက်ခိုင်းတာပေါ့ကိုကတော့ငွေပေးရတာပေါ့အဲ့လိုပုံစံမျိုးအဲ့ဒီမှာလဲ30အကျွေးကျန်တယ်နောက်ဆုံးစရင်တွက်တဲ့အချိန်မှာဟုတ်ပြီနောက်ခါတွေကျမှပဲရတယ်ဖြတ်လိုက်တော့မယ်နောက်ခါတွေကျမှပဲကြုံမှပဲဖြတ်မယ်ပေါ့နော်နောက်ခေါက်တွေမှာဖြတ်မယ်ရတယ်30ဆိုလဲ30ထားလိုက်ပေါ့နော်ဆိုတော့ဘာလို့ဆိုတော့ဒီအလုပ်တစ်ခါလုပ်လိုက်တဲ့အချိန်မှာဒါကသူပြန်ပေးမပေးကိုဆုံးခံနိုင်တဲ့အပေါင်းဆိုတော့ထားလိုက်တယ်အဲ့ဒီမှာပြီးတော့ကိုကသူဟာနဲ့သူအလုပ်လုပ်တာသူအဆင်ပြေမပြေသိပေမဲ့ကိုဖြစ်ချင်တဲ့ပုံစံအတိုင်းမဖြစ်ဘူးကိုနဲ့ရေရှိမှာအဆင်မပြေနိုင်ဘူးလို့ထင်လို့အဲ့တစ်ချိန်ပြီးတော့ကျွန်မလမ်းခွဲလိုက်တယ်ကျွန်မအလုပ်ဆက်မလုပ်ဘူးပေါ့နော်အလုပ်ဆက်မလုပ်ဘဲနဲ့လမ်းခွဲလိုက်ပြီးတဲ့အချိန်မှာနောက်လလေးတော်လေးကြာတဲ့အချိန်ကကြတော့ကျွန်တော်တို့လုပ်ပေးရတဲ့ဒီ rubber ကိစ္စနဲ့ပတ်သက်တဲ့ rubber export ကိစ္စနဲ့ပတ်သက်ပြီးတော့မှလုပ်ပေးရတဲ့အလုပ်တစ်ခုမှာအဲ့ဒီတငယ်ချင်းရဲ့မိတ်ဆက်ပေးထားတယ်သူယောက်ျားဆိုတဲ့လူနဲ့တက်တက်ကြီးပြန်စုံတယ်ကွာကျမတို့အလုပ်ထဲကိုသူကပါလာတာကျမတို့ကြောင့်မဟုတ်ဘဲနဲ့အခြားလူကြောင့်မို့သူကအဲ့အလုပ်ထဲကိုပါလာတော့လေအဲ့ဒီမှာတစ်ချိန်သူနဲ့ဆက်ဆံရပြန်ရောဆက်ဆံရတဲ့အချိန်မှာလေကိုရီကိုကြော်ဖို့လုပ်တယ်ခွာဖို့လုပ်တယ်လောက်တာမယိုးသားဘူးဆိုတော့ပထမတစ်ချိန်မှာလဲကိုကအမှန်တိုင်းပြောတော့မယိုးသားတာတော့မတွေ့ဘူးဒါပေမဲ့ရေရှည်ကိုနဲ့အစမပြေနိုင်ဘူးလို့ထင်လို့ကိုကမလုပ်တော့ဘူးနော်ယောက်ျားလည်းမာတယ်မောင်သူနဲ့ဆိုရင်တော့အဲ့အလုံးမလုပ်ဘူးမောင်လည်းလုပ်စရာမလုပ်ဘူးတော့မာတယ်နော်အဲ့နဲ့ဒုတိယချိန်မှာတွေ့တော့ကျမယောက်ျားနဲ့တက်တွေ့တာဆိုတော့ကျမယောက်ျားနဲ့သူနဲ့နှစ်ယောက်ကအလုပ်ပြန်လုပ်ရပြန်ရောဒုတိယချိန်မှာလုပ်ရပြန်တဲ့ချိန်မှာလည်းအဲ့လိုပဲကလင်ကကျစ်ဟိုနည်းနည်းလေးဖြစ်ချင်တယ်ကြုံချင်တယ်ခွာချင်တယ်ဘယ်လိုပြောရမလဲကိုရီနောက်မှာကိုရီကုန်တယ်နဲ့စကားပြောပြီးတော့မှသိရမလားအဲ့လိုမျိုးကိုရီကိုပထုတ်ချင်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးတွေလုပ်တယ်ဆိုတော့ဒါဒုတိယအကြိမ်ဖြစ်သွားတယ်ဆိုတော့ကိုကဒါပြောလို့ရှိရင်တော့ကိုကတော့စောက်သေးတွေပေါက်နေပြီအဲ့လိုမျိုးဒုတိယအကြိမ်ပြီးတဲ့အချိန်မှာဒုတိယအကြိမ်ပြီးသွားတဲ့အချိန်မှာတော့ तू အဓိက main ကတော့ तू လှုပ်ရှားသွားတာပါပဲဒါပေမဲ့အဲ့မယိုးသားတဲ့စိတ်ကိုမကြိုက်တာအလုံးလုံးရင်ကြတော့လေအဲ့ခါကျတော့ဟုတ်ပြီချိန်မြောက်ပြီးသွားပြီနောက်ကိုလုံးဝမပတ်သက်ပါနဲ့မဆက်ဆံပါနဲ့လုံးဝသူနဲ့ဆိုအလုပ်တွဲမလုပ်ပါဘူးပို့ပြီးတေချာသွားတယ်ကိုကအဲ့ဒီမှာတတိယအကြိမ်ကိုကအလုပ်တစ်ခုလုပ်ဖို့ဖြစ်လာတယ်ဖြစ်လာတယ်ဆိုတဲ့အချိန်မျိုးမှာခါကြတော့လေပြစ်ချင်တော့ကိုယောက်ျားသူနဲ့ပဲသွားပြီးတော့မှဟိုဆက်ဆက်မိတာပေါ့နော်ဆက်ဆက်မိတဲ့အချိန်မှာကျမတို့ပြောပြလို့ကျမဒီလူနဲ့အလုပ်လုပ်ရမယ်ဆိုတဲ့ဟာမျိုးကျမသိတဲ့အချိန်မှာကျမညင်းတယ်မလုပ်နိုင်ဘူးလို့ငွေလည်းတပြားမချနိုင်ဘူးပတ်စံလည်းမပေးနိုင်ဘူးအလုပ်လည်းအကုန်လည်းမပေးနိုင်ဘူးအလုပ်လည်းမလုပ်နိုင်ဘူးဒီလူနဲ့ဆိုရင်ငါလုံးဝအလုပ်မလုပ်ဘူးနေရနဲ့နေတိုက်တဲ့လူနဲ့ရှာပြီးတော့မှလုံးငါစီမှာလည်းကုန်တောင်းတဲ့သိရမလားငါလည်းကုန်တယ်စီမှာကုန်ပြန်တောင်းပေးနိုင်ဘူးယတိပြတ်ပြောရနော်အဲ့လိုပြောလိုက်တဲ့ချိန်ကကြတော့ကျမကိုနောက်ပိုင်းကျတော့တူနဲ့လုံးမမဟုတ်ဘူးဒီမှာဟိုဘက်ကသူ့ကိုဘလို့တဲ့ယုံသွင်းတယ်မသိဘူးလေတစ်ဖက်ကကောင်းသွားလေဆိုတော့ तू ကပြက်ယုံတာတအားယုံတော့အစလုံးကတော့လှုပ်လိုက်ပါသိရမလားယုံရပါတယ်အဲ့လိုမျိုးပေါ့နော်ဘာညာ तू ကအဲ့လိုရွေချက်ရှိနဲ့လိမ်မဲ့လူမျိုးမဟုတ်ပါဘူး तू ကိုပြောပေးတယ်ဒါပေမဲ့ကျမကလုံးဝ no ဆို no ဒီလူကျမမလုပ်ဘူးဆိုမလုပ်ဘူးပေါ့နော်ကျမငင်းတဲ့တတိယအကြိမ်ပါပဲကျမယောက်ျားကျမကိုပေါ့နော်ကျမစိတ်ချမ်းသာအောင်လို့အလုပ်လည်းဖြစ်ချင်တယ်သူကကျမလည်းဒီလူနဲ့ဆိုလုံးမလုပ်ဘူးဆိုတော့ဒီလူနဲ့မဟုတ်တော့ဘူးတခြားလူနဲ့လောက်တာဒီလူမပါဘူးလို့ပြောပြီးတော့မှသူကအဲ့လိုမျိုးကျမကိုပြောတဲ့ချိန်ကကျတော့ကျမကအဲ့ဒီမှာဟုတ်ပြီအဲ့ဆိုရင်ဒီလူနဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့ကုန်တယ်စီကနေကုန်တောင်းလိုက်မယ်
နော်စမ်းကြည့်မယ်ပေါ့နော်နှစ်စီးစာလောက်စမ်းကြည့်မယ်ဆိုပြီးအချိန်ကကြတော့မှအဲ့လိုမျိုးအလုပ်ကိုစမ်းပြီးတော့မှချပေးလိုက်တာလုပ်ပေးလိုက်တာပေါ့လုပ်ပေးလိုက်တဲ့အချိန်မှာလည်းကျမကအဲ့လူစီဘောနော်ဟိုငွေယူထားတိုင်းမလွဲဘောနော်အဲ့လူနဲ့လုတ်တယ်လို့လည်းကျမမသိဘူးအဲ့လူမပါတော့ဘူးလို့ပဲကျမထင်တာငွေကကျမတို့ကြောင့်ကျမပေးတာပေါ့ဒါပေမဲ့ကျမတို့ကြောင့်ကျမငွေပေးတယ်အဲ့ချိန်မှာကျမတို့ကြားလဲတစ်ဖက်ကဟိုပြန်ပေးရမယ်လို့သူပြန်ပေးတယ်ကျမရှိမှပဲလုတ်တာဟုတ်ဆိုတဲ့ချိန်ကကျတော့ကျမကဟိုဘယ်လိုပြောမလဲဟိုပေါ့သူမပါတော့ဘူးဆိုပြီးကျမစိတ်တုံတုံချပြီးနေလိုက်တယ်ပေါ့ဒါပေမဲ့နောက်ပိုင်းပတ်စံမပြေးပြီးတော့အလိန်ခံရပြီးပတ်စံပါသွားပြီဆိုတဲ့အချိန်ကကျမအဲ့ဒီကောင်နဲ့လှုပ်နေတယ်ဆိုတာကိုကျမသိတာအဲ့လိုမျိုးဆိုတော့အဲ့ဒီကောင်နဲ့ဘာလေးတွေလှုပ်ပြီးတော့ဘလိုလေးတွေဖြစ်ကြတာလဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါလေးကိုကျမနောက်တစ်ပိုင်းမှာကျမထပ်ပြီးတော့ပြောပြမယ်အဲ့ဒါလည်းလုံးဝလေဘယ်လိုပြောမလဲမြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့လူမျိုးဆိုလို့ရှိရင်တော့သတိထားတဲ့နဲ့ပြောရလို့ရှိရင်ဒီခေတ်ဘန်းစကားနဲ့ပြောရလို့ရှိရင်တော့အကွက်တွေပေါ့ကွာသိရမလားအဲ့လိုမျိုးဘာအကွက်တွေညာအကွက်တွေပေါ့အဲ့လိုမျိုးနဲ့ခံလိုက်ရတာအဲ့ဒါကိုနောက်တစ်ပိုင်းမှာဆက်ပြီးတော့ပြပေးပါမယ်